exam colon che auto che bi sai de kha ja lo shin sai de sa bo mu ti bi do colon li ko auto che bi maတော့ဒီမှာဆိုလို့ရှိရင်အရင်ဆုံးရိုက်ကြည့်လိုက်မချက်ပေးဘူးเนาะအားကြောင့်မို့ဒီ sheet 1ပေါ်မှာ right click ခေါ် view ကုတ်စွာလေးကိုနှိပ်ဒီမှာ generate လို့ပေါ်တယ်သူရဲ့ generate ရဲ့ down arrow လေးကိုစီးအဲ့ဒီက white sheet ကိုယူကာစာလေးကြာနေတဲ့ပုံမှာ column ရိုက်ထည့်မယ်စီကိုတော့အကြီးနဲ့ရိုက်ပါcolumn ပြီး dot auto fill လို့ရိုက်လိုက်ပါရိုက်ပြီးသွားတာနဲ့ဒါလေးကိုလည်းမြောက်လေးနဲ့ပိတ်ဒါလေးကိုလည်းမြောက်လေးနဲ့ပိတ်ပြီးသွားရင်စာရိုက်လို့ရပါပြီအဲ့လိုရင် column လို့ auto ချက်ပြီးသွားပါလိမ့်မယ်အဆင်ပြေပါသည်